ဒီတစ်ခါတော့မြန်မာနိုင်ငံကနေမိဘတွေလာတဲ့အချိန်မှာပေါ့နော်မြန်မာအစားအသောက်လေးတွေကိုနင်းငယ်မှားထားပါတယ်ဘာလေးတွေပါမလဲဆိုတော့ဆက်လက်ပြီးချိလိုက်ရအောင်ပထမဆုံးကပေါ့နော်သူတို့မြေးလေးတွေနွေးတဲ့အင်ဂျီလေးဖြစ်ပါတယ်နောက်ထပ်နွေးတဲ့အင်ဂျီနှစ်ထဲဒါတော့သူရှိပြီးသားနွေးတဲ့အင်ဂျီကိုမှားလိုက်တာဒါပေမဲ့အထဲမှာကြီးလိုက်တာငြုပ်တီးခွဲချမ်းတစ်ထုပ်ပါတယ်နှစ်ထုပ်ပဲထင်တာတစိကယောက်ျားကြီးတစိကောင်းတယ်လို့ပြောကြတယ်အင်ဂျီလှန်မယ်လို့တော့နောက်ထပ်ငုတ်သီးခွဲချမ်းတစ်ထုပ်ထပ်ထွက်လာတယ်မှားလာတော့နင်းတစ်ထုပ်နှစ်ထုပ်လောက်ပဲဟိုအများကြီးပဲထည့်ပြလိုက်တယ်ကျေးဇူးတင်ပါတယ်လို့ဒါတော့မယ်လိုဒီလေးအင်ဂျီပါဒါမယ်လိုဒီမုံလို့ပို့ပါနော်ရှိပြီးသားဟာတဲလာပေးတာဒါကတော့ကင်မွန်းချင်ရွက်6အဲ့ဒါလေးဆိုင်မှာပဲရတယ်ထင်တယ်လားတဲလာပေးကြရရင်ကျေးဇူးတင်တယ်ကော်ဖီကလည်း2မျိုးရှယ်ပဲရန်ဒါချင်ပေါင်ရွက်6အရင်ကောင်းတယ်ဒီမှာချင်မောင်ရွက်မရှိတော့အရင်သတိရနေချင်မောင်ရွက်ကိုဟိုနောက်ထပ်ညိုဒီခွဲကြတစ်ထုပ်ဒီမှာချင်ပေါင်ကင်းမုံချင်း6ဘာလဲကင်းမုံချင်းရွက်6ဘာချင်ပေါင်6ဘာလားတစ်ထုပ်နှစ်ထုပ်ပဲဒီလားအရင်စားချင်နေတော့လေဒါမှမထင်တော့ဒါလုံးဝ surprise ဖြစ်နေတဲ့ရုပ်ပေါ့နော်ရုပ်ကဒီတည်းကလှုပ်ထားရုပ်တွေကလုံးဝတကယ်ဖြစ်နေတဲ့ရုပ်အပိုးလှုပ်ထားရုပ်တွေမပေါ့တကယ်ပဲအန်အော်နဲ့ကြုံနေတာမဟုတ်ဒါလည်းကင်မွန်းရှင်ရှိသေးတယ်ကျုံထဲမှာထွက်လာထုတ်ပြီးထုတ်နေတာမို့အရင်က surprise ဖြစ်နေတဲ့ရုပ်ပဲဖြစ်ပါတယ်ချင်မောင်ရွက်အဲ့ချင်မောင်ရွက်အများကြီးပဲစားစမ်းပါအချောက်တွေဆိုအကြာကြီးလက်ထားခံတယ်လေအချောက်ဆိုတော့ဒါမှမဟုတ်လေအင်ဂျီပေါ့โอเคဒါကြတော့ready made တို့ဝယ်ထားတာမဟုတ်ဘဲနဲ့အိမ်မှာတို့ချင်မောင်ရွက်6ထားတဲ့ဟာလေးပါလာပြီးတာပေါ့နော်ရမိုက်တယ်စားစမ်းအကြိုက်ပဲဒါရှေ့ပဲဒါမပြီးကြဒီချူမွေးဒီဟာပဲကြိုက်တယ်အဲဒါကြောင့်ဒီဟာပဲမှာလိုက်တာပေါ့နော်ဒါအဲ့ပါကင်တစ်ထုပ်မှာ12ထုပ်ပါထုတ်သေးလေးပါကင်2ထုပ်3ထုပ်ပါကင်တော့ပဲပါမယ်ထင်တာ4ပါကင်တော့ပါတယ်နဲ့အိုး5ပါကင်ပါတယ်စားကန်ကြိုက်မှာ share ပဲဒီပြီးတော့ဒါတော့လက်ဖက်တော့ချင်ဆက်ရမ်းကြိုက်ရဒါလည်းလက်ဖက်တော့ဒါလေးရမ်းကြိုက်တယ်အရင်စားတော့ပစုံ6လေးလည်းပါတယ်အမွေးကအရင်စားချင်တယ်ဆိုလို့အိမ်ကနေရောင်းမလေးကထည့်ပေးလိုက်တာအမွေးက2ထုပ်ပဲထင်တာ3ထုပ်4ထုပ်5ထုပ်တော့ပါတယ်စားစမ်းကြိုက်မှာလိုက်တာနည်းနည်းပဲအများကြီးထည့်ပေးလိုက်တယ်ဒါကလည်းမကြီးတီးစင်းထောင်းကျော်တဲ့ဒါတော့မှာထောင်းထည့်ပေးတာကြည့်ပါဦးဒါကပစုံ6အဆက်ချက်အမလေးစမ်းပြီးတော့အစုံပဲဒါဆိုမြစ်တုတ်တဲ့တုတ်ပြီးသားလားမသိဘူးဒါတော့မစားသေးဘူးဘယ်လိုလဲမစားလည်းမစားဘူးဟောကြည့်ပါဦး share အများကြီးပဲ premier တွေကလည်း